အောင်စပူနဲ့အတူစက်ကားတွေဖက်ရိုက်ကူဖို့ရှိနေတယ်ဆိုပြီးသတင်းထွက်လာတဲ့အဆိုတော့ Anonymous မကြခင်အတူစက်ကားရိုက်ဖို့အစီအစဉ်နေတာကတော့အောင်စပူနဲ့အဆိုတော့ Anonymous တို့ပါအောင်စပူနဲ့အဆိုတော့ Anonymous တို့ကရုပ်ရှင်ရိုက်ကူမယ်ဆိုပြီးတော့သိရပါတယ်အားလုံးသိတဲ့အတိုင်းပဲအောင်စပူကအရင်တုန်းကစက်ကပင်လောကမှာအောင်မြင်ဆုံးစက်မင်းသားဖြစ်ခဲ့သလိုရုပ်ရှင်လောကဘက်ကိုခြေစုံဝင်လာချိန်မှာလဲဝဝကွယ်အောင်မြင်နေတာပါအခုဆိုရင်မင်းသမီးမင်းမြင့်မွန်နဲ့တူတွဲဖက်tiêuဆောင်ထားတဲ့အောင်စပူရဲ့ပထမဆုံးရုပ်ရှင်စကားကြီးဖြစ်တဲ့အညိုတေးရုပ်ရှင်စကားကြီးကဝဝကွယ်ပို့ဆိုပတ်ဆက်အောင်မြင်နေတာပါအောင်စပူရဲ့ပထမဆုံးရုံတေးစကားကစံချိန်တင်လောက်အောင်ဝင်ငွေအကောင်းဆုံးဖြစ်နေတာပါဒါကြောင့်လဲရုပ်ရှင်ပရိုဂျူဆာတွေကအောင်စပူနဲ့ပဲစကားရိုက်ဖို့ပြင်ဆင်နေတာပါဒီအချိန်မှာရုပ်ရှင်လောကတွေကိုအချိန်ကိုက်ဝင်ရောက်လာသူကတော့အဆိုတော့ Anonymous ပါထားလိုက်ပါတဲ့ချင်းနဲ့အောင်မြင်မှုတွေရလာတဲ့အဆိုတော့ Anonymous ကရုပ်ရှင်လောကတွေကိုဝင်ရောက်လာခဲ့တာပါအခုဆိုရင်တော့ Anonymous ကtiêuဆောင်တဲ့နေတက်ပြီးမကြခင်မှာစက်ကားရိုက်ကူဖို့ရှိနေတာဖြစ်ပါတယ်အခုဆိုရင်တော့အောင်စပူနဲ့ Anonymous တို့ကို producer တွေကရုပ်ရှင်စကားရိုက်ကူပေးဖို့ရှိနေတယ်လို့သိရပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောအောင်စပူနဲ့ Anonymous တို့အတူတူtiêuဆောင်တာကိုမြင်ချင်နေကြပါသလား